ICC ကဘာတရားယုံကြီးကတရားခံအဖြစ်သတ်မှတ်ထားတဲ့လူတွေဥဆောင်ပြီးအဲ့ဒီကဘာတရားယုံကိုလေအခုလက်ရှိအမေရိကန်အစိုးရကအတိမတ်မပြုဘူးပြောတယ်နှုတ်ထွက်တယ်လို့ပြောတယ် ICC မှာမပါဘူးလို့ပြောတယ်လက်မှတ်လည်းမထိုးဘူးလို့ပြောတယ် ICC တရားသူကြီးတွေကိုလည်းကုန်သွယ်ရေးပိတ်ဆို့မှုတွေနဲ့အပြစ်ပြောထားတယ်ဗီဇာကန့်သတ်မှုတွေလုပ်ထားတယ်ပြီးတော့ကမ္ဘာကုလသမဂ္ဂဖြစ်တဲ့ UNICEF တို့ WHO တွေကနှုတ်ထွက်တယ်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းညီလန်ငံကြီးကလည်းနှုတ်ထွက်တယ်ကုလသမဂ္ဂရဲ့အဖွဲ့ဝင်တော်တော်များများပတ်စံပေးမယ်လို့ဂတိပေးရတဲ့အဖွဲ့ဝင်ပေါင်းကုလသမဂ္ဂအဖွဲ့အစည်းပေါင်း10နဲ့ချီကနေနှုတ်ထွက်မှုတွေလုပ်တယ်အဲ့တော့အဲ့ဒီမျိုးနှုတ်ထွက်ထားပြီးမှခဏတော့အဲ့ဓာတွေအားလုံးကိုငကိုတွေကသဘောမတူတဲ့အာဏာရှင်နိုင်ငံများတို့သိမဟုတ်အဲ့ဒီ ICC တရားရုံးကသူ့နိုင်ငံတွေမှာဥမာပူတင်ဆိုရင်ယူကရိန်းမှာဘူချာမှာစစ်ရာဇဝမှုကျူးလွန်တယ်ဆိုပြီး ICC ကဖမ်းဝရမ်းထုတ်ထားတယ်နတန်ယာဟုဆိုရင်ဒါဂါဇာမှာအစ္စရေးတွေပါလက်စတိုင်းတွေကိုအစ္စရေးတွေကလူမျိုးတုံးတပ်ဖြတ်တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့တရားစွဲထားတယ်အဲ့တော့အဲ့လူတွေကိုတရားစွဲရမှာအားလုံးပဲမင်္ဂလာပါခေတ်သိပ်ပေးခဏယူချန်နယ်မှာကြိုဆိုပါရစေဒီကောင်းတွေကိုနေ့စဉ်ခန်းစားကြည့်ပါလားဆိုပြီးတော့အမေရိကန်အစိုးရက ICC ကိုစိတ်ဆိုးတယ်ပြစ်ဒဏ်ခတ်တယ် ICC ကတရားသူကြီးတွေကိုပြစ်ဒဏ်ခတ်တယ်ပိတ်ဆို့မှုတွေလုပ်တယ်ပြီးတော့အဲ့ဒီကဏ္ဍတော့ဆွဆွဲခံထားရတဲ့ကမ္ဘာတရားခံများလို့ပြောနေကြတယ်ကမ္ဘာတရားရုံးရဲ့ဆုံးဖြတ်ချက် International Criminal Court လို့ခေါ်တယ်ကမ္ဘာအမြင့်ဆုံးရာဇဝတ်မှုတရားရုံးရဲ့တရားခံပြေးများကိုငိမ့်ချမ်းရေးဘုတ်အဖွဲ့ဆိုပြီးတော့အမေရိကန်သမ္မတကယာတပ်ပံဥက္ကဋ္ဌလုပ်ပြီးတော့အဲ့ဒီဘုတ်အဖွဲ့မှာပါခြင်းဒေါ်လာသန်း1000ပေးရမယ်ဆိုတဲ့ပုံစံနဲ့ကဏ္ဍတော့အစ္စရေးကဖြစ်ပူးခြင်းနဲ့ကြည်အောင်လူမျိုးတုံးတပ်ဖြတ်တဲ့ပုံစံတွေနဲ့ရဲရဲဆက်ဆက်ဒီနှစ်သန်းသောပါလက်စတိုင်းပြည်သူတွေကိုဖုတ်ဖုတ်ညက်ကြည်အောင်ဘုံကျဲတပ်ဖြတ်သေဆုံးထားတဲ့အဲ့ဒီအလောင်းပုံတွေဒို့ဒီမို့ Grave လို့ခေါ်တဲ့တင်းချိုင်းပေါ်မှာသူတို့ကပျော်ပွဲရွှင်ပွဲပျော်ပွဲစားအပန်းဖြေစခန်းကြီးတွေတီဆောက်မယ်ဆိုတဲ့မာစာပလန်ကြီးကိုချပြပြီးတော့နိုင်ငံပေါင်း60ကိုဖိတ်ကြားတယ်အဲ့ဒီဖိတ်ကြားမှုကနေနိုင်ငံ20ကပါနေပြီအဲ့လိုမျိုးအနေထားကြီးကဘာကြီးကပြောင်းလဲနေတာဒါဒီတပတ်အတွင်းမှာဖြစ်သွားတဲ့အနှစ်ချုပ်ဖြစ်ပါတယ်အခုခြေအားစပြီးတော့အမေးဖြေစပါပါကျောင်းကျန်ကဒီတပတ်အတွင်းဒီဇန်နဝါရီလတလအတွင်းမှာဖြစ်သွားတဲ့အနေအထားများပါအဲ့တော့ဒါကိုအခြေခံပြီးတော့မိကွန်းများတွေမေးလို့ရပါတယ်အီရန်ကိုအမေရိကန်ကတိုက်မယ်ဆိုပြီးတော့သမ္မတထရန့်ကတော့ချိန်ချောက်နေပြီးပြောဆိုနေတယ်အမေရိကန်ရဲ့လေတင်စစ်သမောကြီးအာမာဒါကိုအရှေ့လက်ဘက်ကိုရွှေ့နေတယ်ပြင်ဆင်နေတယ်ဒါပေမဲ့ဗင်နီဇွဲလားရဲ့ဥပမာအရအီရန်ကိုဒီမိုကရေစီလုပ်ပေးဖို့မရှိဘူးသူလိုချင်တဲ့အစိုးရကိုတင်မယ်တယောက်နှစ်ယောက်လောက်အဖမ်းပြမယ်ပြီးတော့အီရန်ကရေနံသူထိန်းချုပ်မယ်ဒါပဲအီရန်ကအရှေ့လက်ပိုင်းမှာရှိတဲ့ဒီနိုင်ငံ9နိုင်ငံကိုအဓိကအကြမ်းဖက်သမားတွေကိုထောက်ပံ့နေတယ်အဲ့ဒါကိုအီရန်ကမထောက်ပံ့တော့ဘူးအမေရိကန်ကအီရန်ကိုထိန်းချုပ်လိုက်နိုင်ရင်အရှေ့လေဘင်းကအစ္စရေးနဲ့အမေရိကန်သဘောနဲ့ငြင်းချမ်းသွားမယ်ပြီးတော့အမေရိကန်နဲ့ထိပ်တိုက်မတွေ့နိုင်တဲ့အရှေ့လေဘင်းကပွင့်လင်းလာသောဆော်ဒီနိုင်ငံဒူဘိုင်းနိုင်ငံကာတာနိုင်ငံဘာရိန်းနိုင်ငံအီဂျစ်နိုင်ငံဂျော်ဒန်နိုင်ငံကူဝိတ်နိုင်ငံပြီးတော့တူရကီနိုင်ငံတို့ကလည်းဒီအီရန်နဲ့ဒီဟာမားစ်ဒီဟစ်ဇ်ဘိုလာတွေရဲ့ဒီနှောက်ယှက်မှုအီရန်ရဲ့နှောက်ယှက်မှုတွေနဲ့သူတို့လည်းညှင်းငွေလာပြီသူတို့ရဲ့အလွန်အမတန်လှပသားရတဲ့လက်ဘနွန်ကမ်းခြေတွေစီးရီးယားမြို့ကြီးတွေလစ်ဗျားတွေဒီအီရတ်တွေနော်အခုဆိုရင်ဒါယီမင်တွေမှာမပြီးဆုံးနိုင်တဲ့ဒီရန်ညှိုးတွေနဲ့အမုန်းတရားတွေနဲ့စစ်ပွဲကြီးကိုသူတို့ပြီးဆုံးခြင်းပြီအဲ့တော့သူတို့ရဲ့ရည်ရွယ်ချက်ကသူတို့လိုပဲအတိုက်ခံမရှိဘဲနဲ့စော်ဘွားတွေဘယင်းတွေသမရတွေနော်
ပုံစံနဲ့ပဲအုပ်ချုပ်မှာတူရကီဆိုသမရပဲဒါပေမဲ့အတိုက်ခံတွေကိုဖမ်းထားတာအဲ့တော့တီငင်ငင်နဲ့တိုင်းပြည်ကသွားလို့ရမယ်အဲ့တော့ဒီခွဲထွက်ခြင်းနဲ့ကတပုံတွေခွဲထွက်ခြင်းနဲ့နိုင်ငံကွဲမဲ့ကိစ္စတွေပြီးတော့အီရန်ကအဲ့ဒါကိုအီရန်အစိုးရကနောက်ွယ်ရနေပြီးအဲ့ဒီနိုင်ငံအရှေ့လယ်ပိုင်းနိုင်ငံအသီးသီးရဲ့ခွဲထွက်ခြင်းနဲ့ဒီအစွန်းရောက်တွေကိုမြောက်ပင့်ပေးနေတယ်ဆိုတဲ့သမိုင်းအထောက်အထားများအရာသူတို့ဒီအီရန်ကိုသူတို့လည်းမနိုင်ဘူးနောက်တစ်ခုအရေးကြီးဆုံးကအရှေ့လယ်ပိုင်းမှာအီရန်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်လာတယ်ပိုင်ဆိုင်လာပြီးတော့ဒီအဲ့ဒီကနတော့ကသူ့ရဲ့လက်နက်တွေနဲ့သူ့ရဲ့ခင်မီတဲ့ဒီဒုံးကြီးတွေနဲ့သူကနတော့ကသူထောက်ပံ့ထားတဲ့ဒီဟာမားတို့ဟစ်စဘိုလာတို့ဒီယီမင်ကတပုံတွေကိုသူကလက်နက်ထောက်ပံ့ပေးရင်အဲ့ဒီလက်နက်တွေကတဆင်အရှေ့လက်ပိုင်းနိုင်ငံတွေကိုတိုက်ခိုက်လာနိုင်တယ်ဗတိမကျင်းမှုပိုစည်းဝါးနိုင်တယ်အဲ့တော့အရှေ့လက်ပိုင်းနိုင်ငံတွေကလေနျူကလ িয়ার မပြန့်ပွားရေးစာချုပ်နဲ့အမေရိကန်ကိုအားကိုးထားတာဖြစ်တဲ့အတွက်သူတို့ဒီမှာလေအီရန်ကဲ့သို့ဤပညာတွေမရှိဘူးသူတို့ဒီအမေရိကန်ကပဲလက်နက်တဆင့်ဝယ်တယ်သူတို့အဲ့ဒါတွေမလုပ်ဘူးဒါကြောင့်အီရန်ကအင်အားကြီးလာပြီးသူတို့ကိုပါတိုက်ခိုက်လိုက်ရင်အရှေ့လက်ပိုင်းဒီမပြီးဆုံးနိုင်တော့ဒီမပြီးဆုံးနိုင်တဲ့ဒီစစ်ပွဲတွေကိုရပ်တန့်ဖို့ဟာအမေရိကန်ပဲလုပ်ပေးနိုင်တယ်ပေါ့သူတို့ကအဲ့လိုယူဆတယ်အဲ့ဒီထဲမှာမှဒီတရုတ်နဲ့ရုရှားတို့ကအဲ့ဒီအီရန်ကိုမြှောက်ပင့်ပေးပြီးတော့အီရန်ကိုထောက်ခံပြီးတော့အရှေ့လက်ပိုင်းမှာလာရောက်ပြီးတော့မတိမငြိမ်မှုအောင်တွေးထိုးနေတဲ့ပုံစံမျိုးကိုသူတို့ကမြင်လာတဲ့အခါမှာအခုအမေရိကန်ရဲ့အီရန်ကိုအပြတ်ဖြိုမယ်ပါလက်စတိုင်းကိုအပီးသိမ်းလိုက်မယ်ပြီးတော့အဲ့ဒီပါလက်စတိုင်းမှာဒီအကြမ်းဖက်ဟာမတ်စ်အခြေချလို့မရအောင်ဟစ်စဘိုလာတွေလက်ဘနွန်မှာအခြေချလို့မရအောင်အပီးလှုပ်လိုက်မယ်ဆိုရင်လောလောဆယ်သူတို့အာရပ်နိုင်ငံတွေလည်းနည်းနည်းအေးချမ်းသွားမယ်အဲ့တော့သူတို့သွားခြင်းတဲ့ပုံစံအတိုင်းကိုယ့်အကူအုပ်ချုပ်ဒီမိုကရေစီအသံမထွက်နဲ့နော်အာရပ်နိုင်ငံတွေမှာဆော်ဒီနိုင်ငံကဲ့သို့ဒူဘိုင်းနိုင်ငံဒီ UAE နိုင်ငံကဲ့သို့စီးပွားရေးပဲလုပ်အမေရိကန်နဲ့လည်းတက်အောင်နေသူ့နိုင်ငံမှာအကြမ်းဖက်အတွေးခေါ်တွေမလာနဲ့သူတို့သတ်မှတ်ထားတဲ့အစ္စလာမစ်ဥပဒေတွေသူ့နိုင်ငံပြဋ္ဌာန်းတဲ့ဥပဒေကိုလေးစားလိုက်တာစီးပွားရေးဖွင့်ဒီလိုပုံစံနဲ့ပဲကမ္ဘာကြီးမှာတာယာတဲ့လူပေါင်းပဲတိဆောက်မယ်ဆိုတဲ့စဉ်းစားပုံကနေနောက်ဆုံးကြတော့သူတို့လည်းမထိန်နိုင်တဲ့ဒီအီရန်ကိုအမေရိကန်ကဒီလိုနီးနဲ့တစ်ဖက်လက်လှုပ်ပေးမှာကိုသူတို့ကကျေနပ်တဲ့ပုံစံနဲ့ဒီငင်းချမ်းရေးဘုတ်ဖွဲ့မှာဝင်ပါတဲ့သဘောရှိတယ်ပြောချင်တာကဒီအီရန်ရဲ့ကြရက်ကနေပြီးတော့ဒီဆော်ဒီအာရေဗျနိုင်ငံမတည်မငြိမ်ဖြစ်လာမှာ UAE နိုင်ငံမတည်မငြိမ်ဖြစ်လာမှာဘာရိန်းကာတာတို့ကလည်းနိုင်ငံငယ်ရဲ့တိတ်တိတ်လေးတွေသူကကျွန်းနိုင်ငံလေးတွေမတည်မငြိမ်ဖြစ်လာမှာပြီးတော့ဆာဒမ်ဟူစိန်အိုင်အားကြီးလာတဲ့အခါမှာလဲကူဝိတ်ကိုတင်ထားခဲ့တဲ့ပဋိပက္ခလည်းသူတို့ကကြုံထားတာဖြစ်တဲ့အတွက်အရှေ့လေပိုင်းမှာအဲ့လိုနိုင်ငံတနိုင်ငံကအင်အားကြီးထွားလာပြီးတော့ဘာသာရေးကိုအသုံးချပြီးတော့ဒီကဘာကြီးနဲ့စီးပွားရေးမလုပ်ဘဲနဲ့ရန်ဖြစ်နေတာမျိုးအဲ့ဒါမျိုးရန်ဖြစ်ပြီးတော့လေအနောက်ွယ်ကနေတရုတ်နဲ့ရုရှားရဲ့ဒီအကူအညီနဲ့ဒီသူတို့ရန်လိုနေတာမျိုးပေါ့ဆိုလိုချင်တာကဒီယီမင်ကိစ္စမှာအီရန်ကတစ်ဖက်အာရပ်နိုင်ငံတွေကတစ်ဖက်ဖြစ်နေတာအဲ့တော့အီရန်မြောက်ပေးထားတဲ့သဘုံတွေကတစ်ဖက်ကနအာရပ်နိုင်ငံများကတစ်ဖက်အဲ့ထဲမှာ UAE ရတော့တပုံနေဘက်ကပါတယ်ဆိုပြီးတော့ဆော်ဒီတို့ UAE နဲ့တော့ပြဿနာတွေတက်နေကြတာအဲ့တော့အဲ့ဒါမျိုးရှုပ်ထွေးမှုကိုသူတို့ကမလိုချင်တော့ဘူးသူတို့လိုချင်တာကအရှေ့လေပိုင်းမှာယထာလန်းတွေဖောက်မယ်ကားလန်းတွေဖောက်မယ်အရှေ့လေပိုင်းတစ်ခုလုံးကိုသူတို့ယထာလန်းကားလန်းတွေနဲ့အရှေ့လေပိုင်းတစ်ခုလုံးကိုဆော်ဒီကဲ့သို့နော် UAE ကဲ့သို့ကာတာကဲ့သို့ဘာရိန်းကဲ့သို့တိုးတက်ပြီးတော့စီးပွားရေးတွေနဲ့နော်တဆင့်ချင်းသူတို့ပြောင်းလဲခြင်းနဲ့သူတို့ရဲ့အာဏာတွေကိုလည်းမစွန့်လွှဲရဘူးသူတို့ရဲ့ဘာသာရေးအတွေးခေါ်တွေကိုလည်းဒီဘာသာရေးရထိန်းချုပ်မှုတွေဂျားတွေကနေတဖြည်းဖြည်းချင်းပြောင်းလဲမယ်ဆိုတဲ့ပုံစံကိုပဲသူတို့ကသွားခြင်းနေပြီးတော့နျူကလ িয়ার လက်နက်ကိုလည်းအပြိုင်ဆိုင်မတက်ဆင်ခြင်းဘူးမင်္ဂလာနျူကလ িয়ার လက်နက်တက်ဆင်မဲ့အစားအလွယ်တကူရမယ်အမေရိကန်နဲ့ပဲပြေလည်အောင်နေမယ်ဆိုတဲ့ပုံစံသွားတယ်အဲ့ဒါမျိုးပုံစံနဲ့သူတို့ကဆုံးဖြတ်တာအဲ့ကနေမှသူတို့ဖြစ်ရှင်တဲ့ပုံစံကနေပြီးတော့အရှိလေပိုင်းတည်ငြိမ်ရေးပေါ့နော်တိုးတက်ရေးကိုသူတို့သွားတဲ့ပုံစံကနေသွားနေကြတာဖြစ်တယ်ဒါကြောင့်အဲ့ဒီအနေအထားများအရာဒီပြည်သူတွေရဲ့စဉ်းစားပုံကတော့တစ်မျိုးပေါ့ပြီးတော့ဒီဟာမတ်စ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဖြစ်မှုကလည်းဒါဒီဟာမတ်စ်ကိုအစ္စရေးကဘလောက်ပဲပိတ်ဆို့တာအဲ့ဒီလက်နက်တွေကိုအီရန်ကတဆင့်သွင်းနေတယ်ဆိုတာကိုနောက်ဆုံးအမေရိကန်ကသိတာတဲ့အခါမှာနောက်ဆုံးအစ္စရေးကအီရန်ကိုတိုက်တယ်
နေစဉ်အမေရိကန်ကဝင်တိုက်တယ်အဲ့လိုအနေအထားမျိုးတွေဖြစ်နေတာအဓိကကတော့အရှေ့လေပိုင်းနိုင်ငံများရဲ့ရည်ရွယ်ချက်တည်သူ့နိုင်ငံမှာအကြမ်းဖက်သမားတို့မလို့ခြင်းဘူးသူ့နိုင်ငံရဲ့အစိုးရတွေကိုပုံကန်တဲ့ဒီမိုကရေစီကိုအကြောင်းပြလူခွင့်ရေးအကြောင်းပြပြီးတော့ဒီစော်ဘွားတွေဘယင်တွေပေါ့နော်ဆော်ဒီနိုင်ငံမှာဆိုဒါဘယင်နိုင်ငံဒီလိုနိုင်ငံတွေမှာဆန့်ကျင်မဲ့အစိုးရကိုဆန့်ကျင်မဲ့ကိစ္စတစ်ခုမှတို့ကမလို့ခြင်းဘူးအစိုးရကတိုင်းပြည်ကိုတရုတ်နိုင်ငံလုပ်တယ်လို့ပဲတစ်ဆင့်ချင်းတိုင်းပြည်ကိုတိုးတက်အောင်လုပ်သွားမယ်ဆိုတဲ့တည်ငြိမ်တဲ့နိုင်ငံရေးကိုပဲလိုချင်တယ်။ဒါကြောင့်သူ့နိုင်ငံမှာဖြစ်လာမဲ့ဒီအတိုက်ခံတွေကိုမြှောက်ပေးမယ်အီရန်လိုနိုင်ငံမျိုးကိုတို့ကမလိုချင်ဘူး။သို့တော့အီရန်ကလည်းတခါတလေကြရင်တို့အဲ့ဒီနိုင်ငံတွေနဲ့ပြန်ပြေလည်အောင်နေပြီးအမေရိကန်ကိုဆန့်ကျင်တာဖြစ်တဲ့အတွက်အီရန်ကိုလည်းတို့ကအပီးအတိုင်မငင်းပယ်ထားပြန်ဘူး။ဆော်ဒီအာရေဗျနိုင်ငံကအီရန်နဲ့တန်တမန်တွေဆက်ဆံပြီးတော့ဒီအင်အားချိန်ခွင်ရှာကို balance လုပ်ပေးထားတယ်။ဒါပေမဲ့အရှေ့လေပိုင်းမှာဆော်ဒီရဲ့ဥဆောင်မှုနဲ့နော်ဆော်ဒီရဲ့ချမ်းသာမှုကဒါအမေရိကန်နဲ့ပြည်လည်မှုကနေပြီးတော့သူ့မှာရှိနေတဲ့စစ်အင်အားအနေထားအမေရိကန်စစ်တပ်တွေစစ်စခန်းတွေချထားတဲ့အနေထားကနေပြီးတော့သူတို့နိုင်ငံရဲ့အချိန်ကတဲကန်တရနော်ဒီနေကြတဲ့ဘဝကနေဒီနေ့လမ်းတွေအဆောက်အဦတွေနော်မကာရွှေမျိုးတော်မှာသူတွေ့နေရတယ်အဆောက်အဦအသစ်တွေအများကြီးထွက်လာတယ်ကားလမ်းတွေအများကြီးဖောက်လာတယ်ဘာမှမရှိတဲကန်တရမှာလေတွေပဲရှိတယ်နော်6တွေ့နေပြီးတော့ကြောက်တုံးတွေပဲရှိတယ်တစ်ပင်လည်းစိုက်မရဆော်ဒီနိုင်ငံဆိုရင်မြစ်ချောင်းလည်းမရှိဘူးအဲ့လိုအနေထားကနေသူတို့ကဒီပဋိပက္ခတွေဒီစစ်ပွဲတွေအမုန်းတရားတွေနဲ့ဆိုင်သူတို့ပဲဆက်အုပ်ချုပ်ပြီးတော့ဒီမိုကရေစီလည်းသူတို့မလိုချင်ဘူးနော်သူတို့နိုင်ငံမှာဒီဘယင်တွေကပဲဆက်လက်အုပ်ချုပ်နေပေါ့အဲ့တော့ပြည်သူတွေကအုပ်ချုပ်ပိုင်ခွင့်မရှိဘူးအဲ့တော့ဘာသာတရားရဲ့အဆုံးအမအောက်မှာပဲအုပ်ချုပ်နေတဲ့ဘယင်တွေရဲ့အစစ်စစ်အုပ်ချုပ်မှုကိုငြိမ်ငြိမ်သက်သက်နဲ့ပူးပေါင်းဆောင်ရွက်ပြီးနေတာကိုပဲမြင်ကြတာအဲ့တော့အီရန်ဒေါ်လာရေးဖြစ်လာတော့ကအီရန်ဒေါ်လာရေးကဒါဒီအရင်တုန်းကအီရန်ဘယင်ရှားဘယင်ကိုဖြုတ်ချလိုက်တယ်ရှားဘယင်ကလည်းအခုဆော်ဒီဘယင်တို့လိုပဲနေကြတာဒါပေမဲ့အီရန်ဘာသာရေးသမားတွေကရှားဘယင်ကမတရားလုပ်တယ်ဆိုပြီးတော့ဖြုတ်ချပြီးတော့ဒီဘာသာရေးခေါင်းဆောင်တွေတက်လာတာကိုသူတို့ကလက်ခံခဲ့တယ်အေးဘာသာရေးခေါင်းဆောင်တွေကလည်းသူတို့သွားတဲ့ပုံစံနဲ့ပေါ့သူတို့ကိုမဆန့်ကျင်ပဲသူတို့ဖန်တီးတဲ့လမ်းကြောင်းအတိုင်းပြည်သူတွေကသွားရမယ်ဆိုတဲ့ပုံစံမျိုးသွားတယ်ဒါပေမဲ့သူတို့ကဒီနျူကလ িয়ার လက်နက်ကိုတိစောက်ပြီးအမေရိကန်ကိုရန်သူသွားလုပ်လိုက်တဲ့အခါမှာအဲကနေပြီးမှအမေရိကန်ရဲ့ပိတ်ဆို့မှုတွေအမေရိကန်နဲ့ရန်ဖြစ်နေမှုကနေစီးပွားရေးနလန်မထဘူးတွေဖြစ်တယ်အဲ့ဒါကြတော့နောက်ဆုံးကြတော့သူ့ရဲ့စစ်အင်အားကိုပြဖို့အတွက်အမေရိကန်ကိုတန်ပြန်ဖို့အတွက်သူဒီအမေရိကန်ကိုဆန့်ကျင်မဲ့လက်နက်ကင်အဖွဲ့တွေကိုမွေးထုတ်ပြီးတော့အာရတ်နိုင်ငံတွေတခြားနိုင်ငံတွေမှာသူကမြုပ်သွင်းတယ်ပြောချင်တာကအဓိကကတော့ပါလက်စတိုင်းကိုအဓိကဟာမားစ်ကိုမြုပ်သွင်းတယ်ဟစ်ဇ်ဘိုလာကိုမြုပ်သွင်းပြီးတော့လက်ဘနွန်နိုင်ငံရေးကိုဝင်ဆွတ်တယ်အဲ့ဒါမျိုးနဲ့အမေရိကန်ကိုအင်အားချိန် balance လုပ်တာအဲ့ဒါမျိုးလုပ်တဲ့အခါကျတော့လေဒီသူ့နောက်ွယ်ကနေတရုတ်နဲ့ရုရှားကတော့အားပေးတာဖြစ်တယ်တကယ်တမ်းကျတော့အမေရိကန်နဲ့ပြည်လည်ပြီးတော့ဒီဘယင်စနစ်ကိုပဲအမေရိကန်ကဘယင်စနစ်ကိုချစ်သုံးနေတာကိုလည်းလက်ခံတယ်ပြောချင်တာကဆော်ဒီဘယင်ကိုအမေရိကန်ကဖြုတ်ချဖို့လည်းမပြောသလိုဆော်ဒီပြည်သူတွေဒီမိုကရေစီပြောဖို့လည်းအမေရိကန်အားမပေးခဲ့ဘူးအဲ့တော့အမေရိကန်ဒီဆော်ဒီဘယင်တွေဒီအာရက်ဆော်ဘွားတွေဒူဘိုင်းဆော်ဘွားကာတာဆော်ဘွားတွေရှိနေတဲ့အတိုင်းဂျော်ဒန်ဘယင်ရှိနေတဲ့အတိုင်းကူဝိတ်ဆော်ဘွားကြီးရှိနေတဲ့အတိုင်းကိုပဲသူကမဟာမိတ်လုပ်ပြီးတော့အဲ့ဒီနိုင်ငံတွေမှာစစ်စခန်းချပြီးတော့ကုလသမဂ္ဂရဲ့နိုင်ငံစုံကိုနိုင်ငံကိုကြိုက်တဲ့အုပ်ချုပ်တဲ့ပုံစံပဲသွားကျင်တာအဲ့တော့အရှေ့လက်ပိုင်းနိုင်ငံတွေမှာလည်းခင်ဗျာနိုင်ငံရေးမပြောနဲ့လူခွင့်ရေးလာမပြောနဲ့နော် Facebook မသုံးနဲ့ဆိုမသုံးနဲ့ပဲဓာတ်ပုံမရိုက်နဲ့ဆိုမရိုက်နဲ့ပဲနော်ဒါမလုံးနဲ့ဆိုမလုံးပဲအဲ့ဒီအတိုင်းတင်းတင်းကြပ်ကြပ် Iron Fist ရင်းနဲ့အုပ်ချုပ်ထားတာကိုပြည်သူတွေကဆန့်ကျင်တာမျိုးလည်းလက်မခံသလိုအီရန်ကမြောက်ထင်ပေးနေတဲ့ဒီလက်နက်ကင်ပုံမှန်မှုကိုလည်းအာမပေးခြင်းတဲ့အခါမှာနောက်ဆုံးကြတော့သူတို့တိဆောက်ထားတဲ့စနစ်အရာကိုပဲကာတာကဖွင့်တယ်လို့ဒူဘိုင်းကဖွင့်တယ်လို့ဆော်ဒီကဖွင့်တယ်လို့မျိုးပဲသူတို့ကတိဆောက်ချင်တာကိုအမေရိကန်နဲ့ဒါပလင်းတူဘူးဆိုတော့ပေါင်းကြတဲ့သဘောရှိတယ်
အဲ့တော့ကျွန်တော်တို့နိုင်ငံကကြတော့အဲ့ဒါနဲ့မတူဘူးကျွန်တော်တို့နိုင်ငံကကြတော့အာဏာရှင်ကိုမကြိုက်တာကတသက်နော်ကျွန်တော်တို့ကဒီမိုကရေစီကိုသွားကျင်တာကတသက်အဲ့နှစ်ခုကကွဲလွဲတယ်အရှိလေပိုင်းနဲ့ကျွန်တော်တို့ကဘယ်လိုမှရှင်လို့မရဘူးဒါကြောင့်အရှိလေပိုင်းကိစ္စကိုစဉ်းစားတယ်ဆိုရင်အခုကျွန်တော်တို့အရှိလေပိုင်းကိုသွားကြမယ်ကျွန်တော်တို့ဆော်ဒီသွားကြမယ်သူ့နိုင်ငံဥပဒေကိုလေးစားလိုက်နိုင်ရမှာပဲသူတက်ဖို့မရိုက်နဲ့ဆိုမရိုက်နဲ့ပဲသူမပြောဆိုမပြောနဲ့ပဲသူ့နိုင်ငံမှာ Facebook မသုံးရFaceTime မသုံးရ TikTok မသုံးနဲ့ပဲဒါကိုဒီမိုကရေစီနိုင်ငံနဲ့ကန့်သတ်လို့မရဘူးကျွန်တော်တို့နိုင်ငံကကြတော့အဲ့လိုမဟုတ်ပြန်ဘူးကျွန်တော်နိုင်ငံရဲ့စစ်အာဏာရှင်တွေကအရှိလေပိုင်းနိုင်ငံတွေရဲ့အာဏာရှင်တွေနဲ့ဆိုင်ဒီစော်ဘွားတွေနဲ့ဆိုင်အများကြီးလွတ်လပ်ခွင့်တော့ပေးတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံကအဲ့ဒါကိုလည်းမကျေနပ်ဘူးကျွန်တော်တို့ကဒီမိုကရေစီပဲလိုချင်တယ်စစ်အာဏာရှင်ကိုပဲလိုချင်တာအဲ့တော့စစ်အာဏာရှင်ကသူတို့ရှော့ပေးဖို့ကြိုးစားတယ်ဒါပေမဲ့ပြည်သူကလက်မခံဘူးအဲ့ဒီထဲမှာတိုင်းရင်းသားတွေကကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုတယ်စစ်အာဏာရှင်တွေကကိုယ်ပိုင်အုပ်ချုပ်ခွင့်မဟုတ်ပဲတနိုင်ငံလုံးနေနဲ့ထားခြင်းတယ်အဲ့ဒီပဋိပက္ခနှစ်ခုကနေပြီးတော့စစ်အာဏာရှင်တွေကနောက်ဆုံးသူတို့အရှိလေပိုင်းလိုမျိုးပဲသူတို့ကလိုချင်တယ်အာဏာရှင်ပုံစံနဲ့ပဲသွားခြင်းတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အရှိလေပိုင်းကတမိုင်းနဲ့ချီပြီးတော့ဘယင်းတွေရှိနေတယ်စော်ဘွားတွေရှိနေတယ်အဲ့တော့အဲ့ဒီဘယင်းတွေစော်ဘွားတွေရဲ့အောက်မှာစစ်တပ်ကရှိတာမြန်မာနိုင်ငံကကြတော့ဘယင်းစနစ်ကပျောက်သွားပြီတော့တီဘောမင်းကိုအင်္ဂလိပ်ကတခါတည်းပါတော်မူခိုင်းလိုက်ပြီအဲ့တော့အင်္ဂလိပ်ကလွတ်လပ်ရေးရတဲ့အချိန်မှာဘယင်းနိုင်ငံကိုပြန်တီဆောက်တာမဟုတ်ဘူးတကယ်တော့အင်္ဂလိပ်လွတ်လပ်ရေးရောက်တဲ့အချိန်မှာဗိုလ်ချုပ်အောင်ဆန်းတို့ကစီမီခံဘယင်းစနစ်နဲ့တီဘောမင်းရဲ့မျိုးဆက်တွေကိုပြန်ခေါ်ထားရင်တော့မြန်မာနိုင်ငံတမျိုးဖြစ်လိမ့်မယ်နော်ရုရှားတော့ထိုင်းလိုဖြစ်လိမ့်မယ်အဲ့ဒီချိန်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းတို့အပါအဝင်မြန်မာနိုင်ငံရေးသမားတွေကဒီမိုကရေစီနဲ့ public ကိုပဲသွားကျင်တယ်လို့ဆုံးဖြတ်လိုက်တဲ့အခါမှာအဓိကကတော့အဲ့ဒီချိန်မှာဖြစ်နေတဲ့ကွန်မြူနစ်လှိုင်းလှုံးကမြန်မာနိုင်ငံရေးကိုရိုက်ခတ်ခဲ့တယ်မြန်မာလွတ်လပ်ရေးကိုအဲ့ဒီကွန်မြူနစ်တွေကလုံးဝဘယင်လဲလက်မခံဘူးဒီမိုကရေစီလဲလက်မခံဘူးသူတို့ကွန်မြူနစ်တပါတီကပဲအုပ်ချုပ်ရပြီးဒီစင်းရဲသားလူဒန်းစားကိုစားပြုတဲ့သမအောင်မစနစ်ကိုတွားမယ်ဆိုတဲ့အဲ့ဒီတွေးခေါ်ပုံဟာဒီနေ့ထိမြန်မာနိုင်ငံရေးမှာရိုက်ခတ်နေစေဖြစ်တယ်ဒါကြောင့်ဒီနေ့ထိចောင်းသားခေါင်းဆောင်တွေနဲ့အဲ့ဒီကွန်မြူနစ်စာအုပ်တွေကိုဖတ်ထားတဲ့ចောင်းသားတွေကဒီနေ့ထိကွန်မြူနစ်အတွေးခေါ်တွေနဲ့တချို့သော88ကပါခဲ့တဲ့လူတော်တော်များသည်ကွန်မြူနစ်အတွေးခေါ်ကိုလွှမ်းမိုးနေစေရှိနေသေးတယ်အဲ့တော့အဲ့ဒီအတွေးခေါ်ရဲ့ဒီမိုကရေစီဆိုတဲ့အတွေးခေါ်ရဲ့ကြောင့်စစ်အာဏာရှင်ကသူကဘယင်လဲမဟုတ်တဲ့အခါကျတော့သူ့ကိုလည်းပြည်သူတွေကရသပံထားလာလို့မရဆိုတဲ့အခါကျတော့အဲ့တော့စစ်အာဏာရှင်ကိုကျွန်တော်တို့ကတိုက်ခိုက်နေတာအဲ့တော့စစ်အာဏာရှင်တိုက်ခိုက်ခင်တော့ဆော်ဒီလိုလဲသူတို့ကိုကျွန်တော်တို့ကခွင့်လို့မရဘူးသူကဘယင်လဲမဟုတ်ဘူးမျိုးရိုးလဲမရှိဘူးအဲ့တော့သူတို့ဒီစစ်တပ်ကနေပါတဆင်ပေါ်ပေါက်လာတဲ့မြန်မာလွတ်လပ်ရေးတပ်မတော်ကနေပေါ်လဲစစ်သားတွေဖြစ်နေတဲ့အခါကျတော့အဲ့ဒီအနေထားကနေနောက်ဆုံးကျွန်တော်တို့နိုင်ငံကခေတ်အဆက်ဆက်ကဒီပါတီစုံနဲ့ဒီမိုကရေစီကိုပဲသွားကျင်နေတဲ့ယောဂါပေါ့ဗျာအဓိကလိုအပ်ချက်ပေါ့တို့ဒီမဟုတ်ကျွန်တော်တို့ရဲ့ရွေးချယ်ထားမှုကယနေ့မြန်မာနိုင်ငံရေးမှာအကြီးအကျယ်ပဋိပက္ခကိုဖြစ်စေတာအဲ့တော့ပါတီစုံကိုမပေးရင်စစ်တပ်ကဘယ်လိုမှနိုင်ငံရေးမှာဝင်ပါလို့မရဘူးအဲ့တော့ဝင်ပါဖို့အတွက်သူတို့စစ်တပ်ကိုအသွင်ပြောင်းပြီးတော့ကြက်ခိုင်ဖို့ပြရေးအသင်းကနေကြက်ခိုင်ဖို့ပြရေးပါတီအနေနဲ့ဝင်ပြိုင်ကြည့်တယ်မဆလာပါတီကနေစနဲ့ပိုင်းတင်ကြည့်တယ်ဒါပေမဲ့ပြည်သူကမြန်မာနိုင်ငံမှာအဓိကဖြစ်နေတဲ့အဓိကအကြဆုံးကဒါနိုင်ငံသားတွေဘယ်လိုမှနားမလည်နိုင်ဘူးအရှေ့လေပိုင်းသားတွေလည်းအနားမလည်နိုင်ဘူးအမေရိကန်လည်းနားမလည်ဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲနားလည်လိုက်တဲ့အချက်ကမြန်မာနိုင်ငံဟာဘယ်လိုမှဒီစစ်တပ်နဲ့စစ်တပ်ကဖွဲ့ထားတဲ့ဒီပါတီတွေကိုဘယ်လိုမှပြည်သူကလက်မခံနိုင်ဘူးအဲ့ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ဗဂတိအစိုးရပေါ့အဲ့ဒီအမှန်ကြီးကဘယ်လိုမှဒီတန်းရွှေတို့ကပါတီပြောင်းခြင်းတယ်လောက်ကြည့်တယ်ပြည်သူမဲမပေးဘူးပြည်သူကသူတို့ကိုလုံးဝမပေးတာမြန်မာပြည်သူကဒီစစ်တပ်ကိုလက်မခံမှုကကမ္ဘာပေါ်မှာဘယ်နိုင်ငံမှအဲ့လောက်ပြင်းထန်မှမထင်ဘူးအဲ့တော့သူတို့ကောင်းအောင်လုပ်ကြည့်တယ်သိစိတ်ကောင်းအောင်ပြည်သူကိုမျက်နှာချိုသွေးပြီးတော့သူအမျိုးစုံသူပြန်လွှတ်ပေးတာတွေဖမ်းပေးတာတွေဒေါ်ဆောင်ကျူလွှတ်ပေးတာတွေအချင်းသားတွေလွှတ်ပေးတာတွေနိုင်ငံတကာနဲ့ဆက်လုပ်ကြည့်တယ်ဒါပေမဲ့ပြည်သူကလုံးဝသူတို့ကိုတနာပြီးတော့သူတို့ပြောင်းလဲပြီးတော့ဒီ NLD နေရာရတာသူတို့လွှတ်ပေးလို့အရက်သားတွေပြန်လွတ်တာလို့မဟုတ်ပဲငါတို့လွတ်တဲ့လို့လွတ်တာငါတို့ကြောင့်ငါတို့လွတ်တာမင်းတို့ငကိုတွေကမဖမ်းသင့်ဘူးဆိုတဲ့အဲ့ဒီတွေးခုံပုံကနေသူတို့ကျေးဇူးငါတို့မှတပြားမှရှူစရာမရှိဘူးဆိုတဲ့ပုံစံကနေစဉ်းစားလာတယ်ဒါဆရာဦးဝင်းထိန်တို့ကအ
များကြီးပြောခဲ့တာစစ်တပ်ကျေးဇူးငါတို့မှတပြားမှမရှိဘူးဆိုတဲ့အတွေးခေါ်ဟာပြည်သူအားလုံးရဲ့ရင်ထဲမှာရှိနေတယ်အများစုရင်ထဲမှာရှိနေတဲ့ခါကျတော့သူတို့ရှော့ပေးလို့2008ကနေပြီးတော့ NLD နေရာရတာအဲ့တော့ငါတို့ကိုကျေးဇူးတင်တဲ့အနေနဲ့တို့ကိုလည်းငါတို့နည်းနည်းပါးပါးမဲပေးသင့်တယ်ဆိုတဲ့စဉ်းစားပုံကမြန်မာနိုင်ငံမှာမရှိဘူးအဲ့ဒီပဋိပက္ခကနောက်ဆုံးဘာဖြစ်သွားစေလဲဆိုတော့ဒီစစ်တပ်ကဘလို့မှရှော့ပေးလို့မရဘူးငါတို့နောက်ဆုံးဘယ်လောက်ထိဖြစ်လာလဲဆိုရင်နောက်ကျောင်းပြန်အရေးမယူရဘူးဆိုတဲ့အနေထားကနေဒီလူတွေကနောက်ဆုတ်ပေးလို့ရတယ် NLD ကလည်းအဲ့ဒါကိုမသိကျင်အောင်ဆောင်ပြီးရှော့ပေးတော့မှာပြောချင်တာက2020ရွေးကောက်ပွဲတာနိုင်ခဲ့တယ်ဆိုရင်တန်းရွှေကိုလည်းတရားပြန်ဆွဲမှာမဟုတ်ဘူးခင်းညုံကိုလည်းဆွဲမှာမဟုတ်ဘူးခရိုနီခရိုပြားတွေကိုလည်းဆွဲမှာမဟုတ်တော့ဘူးမင်းအောင်လည်းတို့အုပ်စုကိုလည်းဆွဲမှာအကုန်လုံးရှော့ပေးလိုက်တော့မင်းတို့ချမ်းသာရင်မင်းတို့စားပြီးသွားပြီးထားလိုက်တော့ငါတို့မနောက်ရှက်ရင်ပြီးရောဖို့ဆိုရင်ဒေါအောင်ဆန်းစုကြည်ကလှုပ်ခဲ့တာပြောချင်တာကအရေးမယူတော့ဘူးအဲ့လောက်ထိသူတို့ကိုအခွင့်အရေးပေးတယ်ဒါပေမဲ့မင်းတို့ကတော့တိုက်ပြည်အာဏာကနေဒီ25ရင်ကတော့မင်းတို့ယူထားပြီးပြီအဲ့တော့25ရင်နဲ့ပြ85ရင်ကတော့ငါတို့ NLD ကနေအစိုးရနဲ့အုပ်ချုပ်ပြီးတော့လက်တွဲဆောင်ရွက်ပါဆိုတဲ့အနေအထားကိုဒေါအောင်ဆန်းစုကြည်ကသူတို့ကိုအများကြီးရှော့ပေးလိုက်တာတော့သူတို့ကမရဘူးငါပဲသမရလုပ်ချင်တယ်ငါပဲလုပ်မယ်မင်းတို့ဖယ်မင်းတို့လုပ်တဲ့အတွက်ငါတို့စားခွက်တွေပိတ်တယ်ပြောချင်တာကအရင်စားပြီးတဲ့လူတွေကတော့စားလို့ဝသွားပြီနောက်စားမဲ့လူတွေကမကျေနပ်တော့ဘူးဟာငါတို့ဗိုလ်ချုပ်ဖြစ်လာမှငါတို့တိုင်းမှုဖြစ်မှငါတို့ကမစားရတော့ငါတို့ဘာလုပ်စားမလဲအဲ့ဒါကိုမိတ်ဆွေတယောက်ပြောတာကြားဘူးတယ်အဲ့ဒီစကားကကျွန်တော်လက်လွတ်စပယ်ပြောနေတာမဟုတ်ဘူးတိုက်ရွှေလက်ထက်ကဗိုလ်ချုပ်အဟောင်းတွေကဦးသိန်းစိန်တက်လာပြီးဝန်ကြီးချုပ်တွေကိုပါတီကိုယ်စားလှယ်တွေနဲ့ NLD တက်လာတဲ့အခါမှာ NLD ကအကုန်ယူလိုက်တဲ့အခါမှာအရင်တော့ကအဲ့ဒီဝန်ကြီးချုပ်နေရာတွေကတိုင်းမှုတွေကစားနေတာတိုင်းမှုစားတော့တက်မှမှုစားရတယ် NLD ယူလိုက်တော့အဲ့ဒီချိန်မှာရှိတဲ့တိုင်းမှုမိသားစုတွေကအသံထွက်ပြီးငါတို့ဘာစားရမှာလဲမင်းတို့ကြီးပဲအကုန်စားကုန်ပြီအဲ့လိုစဉ်းစားပုံပေါ်တာအဲ့ဒီချိန်မှာ NLD ကလေငါတို့လည်းနည်းနည်းပေးစားရမယ်ဆိုတဲ့အသည့်တရားမလာဘူးငါတို့ပဲအကုန်စားမယ်အဲ့တော့ဒုံနဲ့တက်ဖြတ်လိုက်တဲ့အခါမှာအရင်တန်းရွှေရဲ့ဗိုလ်ချုပ်ဟောင်းတွေကစားလို့ဝသွားပြီသူတို့ကပြိဘိုက်ဖောင်းသွားပြီနေဝင်းရဲ့လူတွေကပို့ဆိုးတာပေါ့အဲ့တော့ဒီမင်းအောင်လိုက်လက်ထက်မှာရှိတဲ့ဗိုလ်ချုပ်တွေကသူတို့မစားရတော့အဲ့တော့အဲ့လူတွေက NLD ကိုအညှို့တေးဖြစ်တော့တာသူတို့မစားရတော့အဓိကအချက်ကဒါပဲအဲ့တော့သူတို့ဘက်ကခေါင်းဆောင်ကိုယ်တိုင်ကငါတို့ဒီတဖြည်းဖြည်းရှော့ရမယ်ငါတို့ဒီဝန်ထမ်းတွေဖြစ်တယ်ငါတို့စားလို့မရဘူးအဲ့တော့25ရင်တော့ပဲငါတို့ယူပြီးလွတ်တော်မှာငါတို့ဒီရသအစိုးရကိုထိန်းချောင်းမဲ့ပုံစံနဲ့သွားရမှာသူတို့ကအတိုက်ခံလုပ်လိုက်ရမှာအဲ့တော့မှပြီးမှသူတို့ကဒီကြိုက်ခံဖူးပြွေးပါတီကနေပြည်သူကောင်းကြောင်းပေါ့နော်ပြည်သူတွေကိုဘလို့အလိုလိုက်မလဲပေါ့ဗျာမဲပေးမယ်ပတ်စံပေးမယ်လုပ်ပေးမယ်ဆိုတဲ့ပုံစံကနေစစ်တပ်ရန်ပုံငွေကနေတွားတင်တယ်အဲ့ဒီချိန်မှာသူတို့ကဥပိုင်ဝင်လည်းယူထားတယ်စစ်တပ်မြဝတီလည်းရှိတယ်အဲ့ဒါကို NLD ကပြန်မသိမ်းသေးဘူး